အဲ့ဒါနဲ့နောက်နေ့ညရောက်တော့မြတ်စွာဘုရားဒီနေရာမှာကြွလာတယ်ဆိုတာကိုသိတော့စတုမာတဲ့နတ်မင်းကြီး၄ပါးကမြတ်စွာဘုရားဒီကိုနော်လာရောက်ပြီးတော့ဝကြီးဝင်းငယ်ပြုစုကြတယ်အဲ့ဒါကိုဥရဝေလယတိကြီးကအဝေးကနေလှမ်းကြည့်တယ်ဩမီးတင်းကုတ်လေးရလဲဝင်းပြောင်းနေတာပဲမီးပုံကြီး၄ပုံတောက်နေနတ်မင်း၄ယောက်ကအယောင်တွေထွက်နေတာအဲ့ဒါနဲ့မနေ့ရောက်တော့မေးကြည့်တယ်ညကမီးပုံကြီး၄ပုံလို့တောက်နေဘာတွေတော့အဲ့ဒါစတုမာတဲ့နတ်မင်းကြီး၄ပါးငါလာပြီးတော့ဝကြီးဝင်းငယ်ပြုစုကြတာအံ့ဩသွားတဲ့သူကဩယဟန်ကြီးကစတုမာတဲ့နတ်မင်းကြီး၄ပါးကတောင်လာပြီးတော့ပြုစုရသလားအဲ့တော့စိတ်ထဲပဲဩအလွန်တကူကြီးတဲ့ပုဂ္ဂိုလ်ပဲဘာပဲဖြစ်ပါလေငါလိုယဟန်တာတော့မဟုတ်သေးဘူးသူကအဲ့ဒါတော့သူကအမြဲတမ်းအဲ့လိုစဉ်းစားတယ်သူကသူယဟန်တာလို့သူကထင်းနေတာနော်ဒီတော်ထဲမှာကြာကြီးကျင့်သုံးနေတာနော်လောဘဒေါသမောဟတွေမဖြစ်ဘူးဆိုတာကိုမြန်သူတွေးမိလို့လားဘလို့အကြောင်းကြောင့်ထင်းနေတယ်လဲတော့မသိဘူးသူကသူအဲ့လိုတော့ထင်းနေတယ်အဲ့ဒါမြတ်စွာဘုရားသီးခံပြီးတော့နေတယ်အဲ့ဒါနောက်နေ့ကျတော့တရားမင်းကလာပြီးတော့ဝကြီးဝင်းငယ်ပြုစုပြန်တယ်အဲ့ဒီတော့လည်းဒီလိုပဲဘယ်သူတော့တရားမင်းလာတာဩတရားမင်းရတောင်လာရသလားအတော်တကူကြီးတာပဲဒါပဲငါလိုရဟန္တာတော့မဟုတ်သေးပါဘူးနောက်နေ့ကျတော့တဟံပတိဗြဟ္မာကြီးကလာပြီးတော့တရားနာတယ်တဲ့ဗြဟ္မာကြီးဆိုတော့ပိုးပြီးတော့အယောင်ဝါကလင်းနေတာပေါ့အဲ့ဒါနောက်နေ့ရောက်တော့မေးပြန်တယ်ယဟန်ကြီးညကဘယ်သူလာပြန်ပြီတော့တဟံပတိဗြဟ္မာကြီးလာတာဟာဗြဟ္မာဆိုတော့တော်တော်သူစိတ်ထဲမှာအကြီးကျယ်အံ့ဩသွားတယ်ပေါ့နော်ဩဗြဟ္မာကြီးကတောင်လာပြီးတော့တင့်ကိုနော်ဥခတ်ရသလားဩအလွန်တကူကြီးတာပဲဒါပေမဲ့ငါလိုယဟန္တာတော့မဟုတ်သေးဘူးဒီလိုသွားတာအဲ့လိုနဲ့နောက်15ရက်လောက်ရောက်လာတဲ့အခါကျတော့သူ့ရဲ့ဒီသင်္ကန်းကျောင်းမှာအလှူပွဲကြီးတစ်ခုရှိတယ်နော်အနီးဝန်းကျင်မှာရှိတဲ့ရွာကလူတွေကလာစဉ်လာပြီးတော့အလှူပွဲကြီးကျင်းပကြတဲ့သဘောပေါ့အဲ့တော့ဥရဝေလကတ္တဗကဘလို့စဉ်းစားလဲဆိုတော့ဩဒီနေ့တည့်ရက်ယဟန်ကြီးဂေါတမငါးစီလာပြီးတော့စွန့်မစားရင်ကောင်းပါပဲငါတကာဒကမတွေလာနေတာသူတကယ်လို့ရောက်လာလို့ရှိရင် तू ကအလွန်တကူကြီးတာငါတကာတွေသူ့တကာဖြစ်သွားရင်တော့ဒုက္ခပဲဟုတ်လားငါတကာတွေသူ့တကာဖြစ်သွားမှစိုးရတယ်ဟုတ်လားအဲ့ဒါနဲ့ तू စိတ်ထဲကမြတ်စွာဘုရားကိုမလားစီခြင်းဘူးအဲ့မြတ်စွာဘုရားသိတဲ့အခါကျတော့ကိုင်းလေအဲ့လိုဆိုလို့ရှိရင်ဟုတ်ပြီဆိုပြီးတော့မြတ်စွာဘုရားကမြောက်ကျွန်းကြွပြီးတော့စွန့်ခံပြီးတော့စွန့်ဖုံးပေးတယ်အဲ့ဒီနေ့သူ့ဒီမသွားဘူးအဲ့ဒါ तू လည်းသဘောတွေကြားနေဘာလဲမသိဘူးမလာဘူးပေါ့နော်အဲ့ဒါနဲ့နောက်နေ့ကျတော့ तू ကပြောတယ်ယဟန်ကြီးဘာလို့မနေ့ကမလာတော့ငါမဒီမှာစွန့်နေဟင်းနေပြင်ထားရတယ် तू ကလောကွက်လေးတော့ပြောသေးတယ်အဲ့တော့မြတ်စွာဘုရားသင်ငါ့ကိုမလာစီခြင်းဘူးဆိုတာငါသိပါတယ်တဲ့တဲ့တဲ့ကြီးပြောတာနော်သင်တကာတွေငါတကာဖြစ်သွားမှာဆိုတော့သင်မလာသေးခြင်းဘူးဆိုတာငါသိပါတယ်အဲ့ဒါကြောင့်မလို့ငါမလာတာမြောက်ကျွန်းသွားစွန့်ခံစားတာယဟန်ကြီးကငါစိတ်ကိုသိတယ်အံ့ဩတယ်နော်ငါစိတ်ကိုသိတယ်အလွန်တကူကြီးတာပဲဒါပေမဲ့ငါလိုယဟန်တာတော့မဟုတ်သေးဘူးအသောကုန်ခံယဟန်တာတော့မဖြစ်သေးဘူးသူအဲ့ဒီအထိလဲသူအဲ့လိုတွေးတော့မယ်